ဒရဆာစဘာကြောင့်နာကနေအနားယူခဲ့ဆိုတာကိုကိုတွေကသိနေတာကြပါပြီတရားဝင်ချပြဖို့အချိန်မကျသေးလို့ဘာမှဝင်မပြောခဲ့ဘူးခုတော့သူကိုယ်တိုင်ဝါရှင်တန် DC မှာအင်တာဗျူးတွေကိုဖြေလိုက်ပြီးမှုဘာကြောင့်ဆိုတာကိုပြောပြလာခြင်းသာဖြစ်သည်ကြိုက်တဲ့သူရှိကြသလိုမကြိုက်ပဲဘေးကနေပူထိုင်ပြောနေရမှตาရကြတဲ့သူများလည်းရှိနေကြမှာပဲကြရင်ဝင်းရံပေးလိုက်ပါမကြိုက်လဲဘေးထွက်ထိုင်နေလို့လဲရနိုင်မိတ်ဆွေများတို့ဒါကသူ့ရဲ့ဘာကြောင့်အနားယူလိုက်လဲဆိုတာရဲ့သူဘာတွေဆက်လုပ်သွားမယ်ဆိုတာကိုလူထုကိုတရားဝင်ကြေညာလိုက်သည့်အရာများပါဖတ်ကြည့်ကြပါအချိန်လေးများရရင်သူဘာလို့အဓိကဟာဘုံရန်သူဖြစ်တဲ့မှဟလာတို့ကိုတော်လန်ဖို့တာပဲဖြစ်သည်ဒေါက်တာဆာဆာဦးဆောင်ပြီးချင်းပညာတတ်လူငယ်များပါဝင် TF Institute ဖွဲ့စည်းအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာကအမျိုးသားညီညွတ်ရေးအစိုးရ NALD ကနေနှုတ်ထွက်ပြီးနောက်အမေရိကန်ရောက်ချင်းပညာတတ်လူငယ်တွေပါဝင်တဲ့ Institute of Peace and Federal Democracy IPF ကိုဦးဆောင်ဖွဲ့စည်းလိုက်ပါတယ်IPF ဟာအမေရိကန်အစိုးရစီမှာမှတ်ပုံတင်ထားပြီးတရားဝင်လှုပ်ရှားတဲ့ institution ဖြစ်တယ်လို့ဗန်နာရေးအတွက်တရားဝင်ဗန်စာရင်းကိုလည်းဖွင့်လှစ်ထားပြီးဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမှာဒီ institution ကိုထူထောင်သလိုဗြိတိန်၊ဩစတြေးလျတို့အပါအဝင်မြန်မာအသိုက်အဝန်းများပြားရှိတဲ့နိုင်ငံတွေမှာလည်း institution ကိုဆက်လက်တိုးချဲ့တည်ထောင်သွားမယ်လို့သိရပါတယ်။ IPF မှာ institution လမ်းစဉ်၃ရက်ချထားပြီးအုပ်ချုပ်ရေး lobby နဲ့စီယုံရေးဘဏ္ဍာရေးနဲ့စီးပွားရေး institution တွေဖြစ်ပါတယ်။ institution တည်ထောင်ပြီးနောက်မြင်သာတဲ့ပထမဆုံးခြေလှမ်းအနေနဲ့စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူထုအမြင်သဘောထားကောက်ယူမဲ့ True Choice Myanmar application ကိုဒီဇင်ဘာလထဲမှာမိတ်ဆက်သွားဖို့ရှိနေပါတယ်။ဒေါက်တာဆာဆာကဒီတော်လှန်ရေးကိုလုပ်တဲ့အခါမှာအလှငွေရှိတဲ့အခါမှာစစ်သွားတိုက်တယ်အလှငွေမရှိတဲ့အခါနောက်ပြန်ဆုတ်တယ်ဆိုတဲ့ပုံစံနဲ့ကတော့ဒီတော်လှန်ရေးကသွားလို့မရတော့ဘူးငွေကြေးနဲ့စီးပွားရေးလုပ်ငန်းစဉ်လိုလာတယ်ဆိုတော့ institution ၃ခုရှိတယ်နံပါတ်1 institution ကတော့အုပ်ချုပ်ရေး institution ဖြစ်တယ်နံပါတ်2ကတော့ lobby နဲ့စီးရုံးရေး institution ဖြစ်တယ်နံပါတ်3ကတော့ဘဏ္ဍာရေးနဲ့စီးပွားရေး institution ဖြစ်တယ်ဆိုတာကိုအတူချုပ်နဲ့ကျွန်တော်တို့မိတ်ဆက်ချင်ပါတယ်အခုကအဲ့ဒီလိုမသွားဘူးဆိုရင်တော်လန်ရေးကဆက်သွားလို့မရတော့ဘူးနံပါတ်1တယံဇာတအရင်းမြစ်တွေရရှိရေးကိုသွားမှာဖြစ်တယ်နံပါတ်2တယံဇာတအရင်းမြစ်တွေရပြီဆိုတာနဲ့ကျွန်တော်တို့ကတပ်ပေါင်းစုကိုဖွဲ့ဖို့လိုအပ်လာပါတယ်နံပါတ်3ကစစ်အနိုင်တိုက်ရေးကိုသွားဖို့လိုတယ်နံပါတ်4ကဒါပြီးရင်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲရေးနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးပေါ့နံပါတ်5အနေနဲ့ကတော့မြန်မာနိုင်ငံကိုလည်း United States Myanmar Awesome ဆိုတာကိုကျွန်တော်တို့ဟာကြဲကြဲလောင်လောင်နဲ့နိုင်ငံတကာမှာអော်ဖို့လိုလာပါတယ်လို့ပြောပါတယ်အမေရိကန်ပြည်ထောင်စုမှာအဖက်တာကိုထူထောင်တာဟာစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုစနစ်တကျတုံ့ပြန်နိုင်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ဒေါက်တာဆာဆာဖွဲ့စည်းလိုက်တဲ့ institution မှာဦးဆောင်ပါဝင်တဲ့ချင်းလူငယ်တွေဟာပညာတတ်တွေဖြစ်တယ်လို့စီးပွားရေးလုပ်ငန်းကျွမ်းကျင်သူတွေဖြစ်တာကိုလည်းတွေ့ရပါတယ်ဒေါက်တာဆာဆာပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NALD အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဟာ NALD အစိုးရကလျှော့ချဖို့ပြင်ဆင်ထားတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်တာလက်ရှိအခြေအနေထက်ပိုလွတ်လပ်တဲ့အခြေအနေနဲ့တော်လှန်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ချင်တာကြောင့်ယာရူးကနေနှုတ်ထွက်ပြီး institution တွေကိုထူထောင်ခဲ့တာလို့ဒေါက်တာဆာဆာကရှင်းလင်းပြောဆိုထားပါတယ်